ဒီတစ်ပတ်မှာတော့ကျွန်တော်ပုံမှန်တင်ဆက်နေကြ content တွေကိုရပ်နားပြီးငလျင်နဲ့ပတ်သက်တဲ့ပိုအရေးကြီးတဲ့ကိစ္စတချို့ကိုတင်ဆက်ချင်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲမြန်မာနိုင်ငံကကြီးမားပြင်းထန်တဲ့ငလျင်တစ်ခုရဲ့ရိုက်ခတ်ခြင်းခံခဲ့ရပါတယ်။ဝမ်းနည်းစရာအရန်ကောင်းပါတယ်။တွေးတောင်မကြည်ရဲလောက်တဲ့ပုံစံမျိုးနဲ့သေချကြေချဒုက္ခရောက်ကြရတယ်။ဒီလိုအချိန်မှာကျွန်တော်တို့လူမျိုးတွေရဲ့နှလုံးသားဟာလည်းတစ်ထပ်တည်းတညီတည်းရှိနေမှာပါပိတ်မိနေတာတွေကဲမထုတ်နိုင်တာတွေဓာတ်ဘော်ဒီတွေပဲပြန်ရတော့တာတွေဒါတွေကြားရင်တွေ့ရင်ကျွန်တော်တို့အတူတူပဲစိုးနှင်းကြတယ်ကြေခွဲကြတယ်အသက်ရှင်လျက်ကဲထုတ်နိုင်တဲ့အခါမှာလည်းကျွန်တော်တို့သတင်းကြည့်နေရင်အတူတူပျော်ရွှင်ကြရတယ်ကြည်နူးကြရတယ်ကျွန်တော်တို့တခါမှမမြင်မတွေ့ဘူးမသိဘူးတဲ့သူတွေပေမဲ့ကိုယ်သေးသားတွေလိုကိုယ်ငယ်ပေါင်းတွေလိုမျိုးကိုဝမ်းသာကြတယ်မြန်မာနိုင်ငံဆိုတော့လည်းခင်မီကယ်ဆယ်ရေးစက်ပစ္စည်းလိုအပ်ချက်တွေရှိမယ် emergency response တွေ disaster management and planning တွေအားနည်းတာမပြင်ဆင်ထားတာတွေရှိမယ်နိုင်ငံတကာရဲ့အကူအညီတွေရောက်လာတာလည်းဝမ်းသာစရာသတင်းပါပဲမြေပြင်မှာမရှိတာနဲ့အစွမ်းကုန်တက်ဆွမ်းဆံများကယ်နေတဲ့ကယ်ဆယ်ရေးညီကိုမောင်နှမတွေကိုလည်းအရန်လေးစားမိကြမှာပါတကယ်ကိုလေးစားထိုက်တဲ့နှလုံးသားတွေကိုဒါကတော့ကယ်ဆယ်ရေးပိုင်းမှာပေါ့ကျွန်တော်ဒီနေ့အဓိကပြောချင်တာကတော့ငလျင်ဘေးကနေလွတ်မြောက်လာတဲ့သူတွေငလျင်မှာအသက်ဆုံးရှုံးသွားသူတွေရဲ့ကြံရည်ခဲ့တဲ့မိသားစုဝင်တွေချစ်ရတဲ့သူတွေအတွက်ပါသူတို့မှာကျန်းမာရေးအဆောင်ရှောက်နှစ်ပိုင်းလိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်တစ်ခုကတော့ခန္ဓာကိုယ်အတွင်းအပြင်ထိခိုက်ဒဏ်ရာမျိုးတွေပေါ့နောက်တစ်ခုကတော့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုပါကျွန်တော်တို့တွေကစိတ်ယောဂါလို့ပြောလိုက်ရင်အယူအထင်ခံရမှာဆိုပြီးရှက်ကြောက်ပြီးအတင်းညှင်းတက်လေးရှိပါတယ်ဒါပေမဲ့ဒီလိုကပ်ဘေးဆိုးတွေရဲ့ရိုက်ခတ်မှုခံရတဲ့သူတွေမှာစိတ်ပိုင်းဆိုင်ရာထိုးနှက်မှုတွေကလည်းတေချာပေါက်ပြင်းထန်စွာခံစားရမှာပါဒီလိုခံစားနေရတဲ့သူတွေဘဝကိုလက်မြောက်အရှုံးပေးမသွားဘဲခိုင်ခိုင်မာမာဖျက်ကျော်သွားနိုင်ဖို့ကစိတ်ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ဆရာဝန်တွေအပြင်အနီးနားမှာရှိတဲ့ကျွန်တော်တို့ရဲ့ဂရုစိုက်မှုတွေအားပေးမှုတွေကလည်းလိုအပ်ပါလိမ့်မယ်ဥပမာပြောရရင်ကျွန်တော်တို့အနီးကပ်ဆုံးချစ်ရတဲ့သူတွေမိဘအိမ်အောင်ဘက်သားသမီးချစ်သူစားတဲ့သူတွေတိုက်ပြတ်ထဲပြီးနေတယ်ဆိုတာမျိုးတကယ်ဖြစ်တဲ့သူတွေကိုထပ်တူထမျှကိုချင်းစာဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးကာယကံရှင်ဆုံးရှုံးရတဲ့ဘဝအစိတ်အပိုင်းကိုကျွန်တော်တို့ဘလို့ခံစားပေးရမှာလဲဒါပေမဲ့ကျွန်တော်တို့ပတ်ဝန်းကျင်အနီးအနားမှာမိသားစုငလင်နဲ့ပါသွားလို့ဖြစ်စေချစ်ရတဲ့သူတွေပါသွားလို့ဖြစ်စေကြံရန်ရိတ်ခဲ့တဲ့သူတယောက်ရှိရင်ကျွန်တော်တို့သတိထားပြီး queue site ပေးဖေးမှပေးလို့ရပါတယ်ဒီလိုလှုပ်ဆောင်ပေးတဲ့နေရာမှာလည်းကိုယ်ဆန္ဒအတိုင်းလုပ်တာမျိုးမဟုတ်ပဲဆရာဝန်တွေပညာရှင်တွေညွှန်ပြထားတဲ့ do's and don'ts တွေကိုလေ့လာပြီးတော့မှသိပြီးတော့မှကူညီပေးတာတော့ပိုထိရောက်မယ်ထင်ပါတယ်ကျွန်တော်ကတော့စိတ်ပိုင်းဆိုင်ရာဆရာဝန်လည်းမဟုတ်သလိုပညာရှင်လည်းမဟုတ်ပါဘူးရှာဖွေထားသလောက် information တွေကိုအသုံးချဖို့လိုတဲ့သူတွေစီရောက်အောင် share ပေးခြင်းအောင်တတ်ပါကျွန်တော်ဗီဒီယိုတွေမှာ share ပေးဖို့ကျွန်တော်တခါမှမပြောခဲ့ဘူးပါဘူးဒါပေမဲ့ဒီဗီဒီယိုတော့လိုအပ်တဲ့သူတွေစီရောက်သွားနိုင်အောင် share ပေးပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒီလိုပါမြင်ဆောင်ပြောရရင်အခုအဆောက်အဦကြီးတွေကြေမွပျက်စီးသွားသလိုပဲစိတ်ပိုင်းဆိုင်ရာထိခိုက်သွားသူတွေမှာလည်းစိတ်နှလုံးသားကကြေမွပြိုကျသွားပါတယ်ဒါကိုသူတို့ပြန်လည်တိဆောက်တဲ့အခါမှာပေါင်းသင်းအိမ်နီးနားချင်းကျွန်တော်တို့တွေကတကယ်ကိုအထောက်အကူဖြစ်တဲ့ supportive environment လေးဖြစ်ဖို့လိုပါတယ်အဲ့ဒါလည်းရေရှည်ကိစ္စဖြစ်သွားနိုင်ပါတယ်ခုနကအဆောက်အဦပြန်တိဆောက်တယ်လို့ပြောတဲ့အခါမှာအိမ်ခန်းပြန်ပါအောင်ဆောက်လို့ရတယ်အိမ်ခန်းပြန်ပါအောင်ဆောက်လို့ရတယ်ပြည့်အစုံပါအောင်ပြန်တိဆောက်လို့ရတယ်ဒါပေမဲ့စိတ်နှလုံးသားကိုပြန်တိဆောက်တဲ့အခါမှာတော့သူချစ်ရတဲ့သူအချို့မပါနိုင်တော့ဘူးဆိုတော့အဆောက်အဦတစ်ခုပြန်တိဆောက်တဲ့လောက်မလွယ်သလိုမြန်လည်းမမြန်နိုင်ပါဘူးဘေးအန္တရာယ်ဆိုကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာသွားသူတွေရဲ့အပေါင်းအသင်းအိမ်နီးနားချင်းဆွေမျိုးရင်းတွေအနေနဲ့ထိခိုက်နစ်နာသွားသူတွေကိုဆက်ဆံတဲ့အခါမှာလိုအပ်တဲ့ဆောင်ရန်ရှောင်ရန်အချက်လေးတွေကိုလေ့လာကြည့်ကြရအောင်ပါပထမဆုံးနံပါတ်1အချက်အနေနဲ့ကတော့တသေးချာချာစိတ်ပါလက်ပါလေးနားထောင်ပေးပါအချိန်သေးချာပေးစိတ်နှလုံးသေချာပြင်ဆင်ပြီးစာနာတဲ့စိတ်နဲ့နားထောင်ပေးပါနားထောင်ရတဲ့ရည်ရွယ်ချက်ကသန့်ရှင်းဖို့လိုပါတယ်ခံရတဲ့သူရဲ့ရင်ထဲကလေးလံနေတာတွေကိုပေါ့သွားဖို့နားထောင်ပေးတာဖြစ်ရမှာပါတခြားမှာပြန်ပြောဖို့အတွက်ဖောက်တယ်ချဖို့အတွက် information ယူခြင်းတဲ့စိတ်ကြီးနဲ့မဖြစ်သင့်ပါဘူးနောက်ပြီးခံရတဲ့သူလုံလုံခြုံခြုံလွတ်လွတ်လပ်လပ်ရင်ဖွင့်နိုင်တဲ့လေတူလေးဖြစ်အောင်လုပ်ပေးရပါမယ်
Facebook တင်ဖို့ဗီဒီယိုဝိုင်းရိုက်နေကြတယ်ဆိုရင်တော့ကြာကိုတတ်မသိခြင်းတဲ့သူတောင်တတ်သိခြင်းသွားပါအောင်မယ်ရိုးရိုးလေးပဲအနားမှာရှိပေးရုံတေချာလေးနှလုံးသားဖွင့်ပြီးနားထောင်ပေးရုံလေးပါပဲသူတို့ခံစားချက်ကိုတေချာလေးအသိမှတ်ပြုပေးဖို့ပါပဲသူတို့ emotion အရန်ဖြစ်လာလို့ငိုတဲ့အခါမှာတ िश ူးလေးကမ်းပေးတာဖြစ်ဖြစ်ရက်လေးခတ်ပေးတာဖြစ်ဖြစ်ဂီယူတဆိုင်နဲ့သူတို့နဲ့အတူရှိနေကြောင်းပြပေးရုံလေးပါပဲသူတို့အတွက်ခွန်အားဖြစ်မှာပါဒုတိယတစ်ချက်ကတော့သူတို့တွေ့ကြုံခဲ့တဲ့အဖြစ်အပျက်အဆိုးကြောင့်စကားပြောကြတဲ့အခါမှာသူတို့တွေ့ကြုံခံစားခဲ့ရတဲ့အဖြစ်အပျက်ကိုပုံကြီးမချဲ့သင့်သလိုပုံသေးလည်းမချုံသင့်ပါဘူးမင်းဖြစ်တာအဲ့လောက်မဆိုးသေးပါဘူးကွာသူများရေဆိုပိုတော့ဆိုးသေးတယ်ဒါမျိုးတွေမပြောသင့်ပါဘူးခင်ဗျဟဲ့နင်ဟိုလိုလှုပ်လိုက်ရမှာလေဒီလိုလှုပ်လို့ရရလေဆိုပြီးဆရာကြီးလှုပ်တာ judge လှုပ်တာတွေလည်းလုံးဝမလုံးမိဖို့အရေးကြီးပါတယ်ခင်ဗျအော်သူတော်တော်ခက်ခဲခဲ့မှာပဲဆိုပြီးစာနာစိတ်နဲ့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုအတိမတ်ပြုပေးဖို့ပါမယ်တယောက်ချင်းစီမှာတယောက်နဲ့တယောက်မတူညီတဲ့ trauma တွေတွေ့ကြုံနေသူတို့အထက်မှာရှိနေပါတယ်အဲ့ဒါကိုအတိမတ်ပြုပေးရမှာပါအဲ့လိုပြောလို့လဲခေစေ့တွင်းကြအသေးစိတ်ကြီးမမေးကြပါနဲ့ခင်ဗျသူတို့ရဲ့စိတ်ထိခိုက်စရာအခိုက်အတန့်အမှတ်ဉာဏ်တွေ memory တွေကိုသွားလှုံ့ဆော်သလိုဖြစ်တတ်ပါတယ် pressure ပေးမိသလိုမမေးမိဖို့ပြောတာပါသူတို့သဘောနဲ့သူတို့အချိန်လေးနဲ့ဝင်ကားသလောက်လေးပဲကောင်းပါတယ်နောက်တစ်ခုကဒီเจ้าနေမတွေးနဲ့တော့ဘာမှမဖြစ်ခဲ့သလိုပျော်နေလိုက်အဲ့လိုပြောလို့လည်းမထူးပါဘူးအချိန်တစ်ခုလိုပါတယ်သူတို့ရဲ့ဆုံးရှုံးမှုနာကျင်မှုတွေအတွက်သူတို့ကိုယ်တိုင်ခံစားချက်ကို process လုပ်သွားဖို့အချိန်တစ်ခုလိုပါတယ်ဒီလောက်တောင်ကြာနေပြီမင်းကမပြီးနိုင်သေးဘူးလားလို့တော့မပြောသင့်ပါဘူးခင်ဗျတယောက်နဲ့တယောက်ပြန်ပြီး recover ဖြစ်တဲ့အချိန်အတိုင်းအတာကလည်းမတူနိုင်ပါဘူးနံပါတ်3ကတော့အကာအကွယ်မလွန်မိအောင်တတိထားဖို့ပါစိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာသွားသူတွေမှာနေ့စဉ်လေပတ်နေကြပုံစံကိုပြန်ရောက်သွားဖို့ကအရေးကြီးပါတယ်ဒါပေမဲ့အဲ့ဒီအခြေအနေကိုပြန်သွားဖို့ကသူတို့ကိုယ်တိုင်ယုံကြည်မှုပြန်လဲတည်ဆောက် confident ပြန်လဲတည်ဆောက်ပြီးဖြည်းဖြည်းချင်းသွားရမှာပါအကယ်၍ဘေးကတယောက်ကစိတ်အပူလွန် queue ဆိုင်လွန်ပြီးသူတို့ရဲ့တာဝန်တွေဝင်ယူပေးတာသူတို့ရဲ့ဆုံးဖြတ်ရမှာတွေကိုဝင်ဆုံးဖြတ်ပေးတာတွေလုပ်လိုက်ရင်စေရနာနဲ့ဆိုပေမဲ့ရလက်ဆိုးတွေဖြစ်သွားနိုင်ပါတယ်သူတို့ကဘာမှမတတ်နိုင်တော့ဘူးသူတို့ကဘာမှမလုပ်နိုင်တော့ဘူးဆိုပြီးကိုယ့်ကိုယ်ယုံကြည်မှုအားနည်းသွားစေနိုင်ပါတယ်ကိစ္စအသေးလေးတွေဆုံးဖြတ်ချက်အသေးလေးတွေစီမံစရာအသေးလေးတွေကနေစပြီးတော့ပြေးလုံရင်းကနေတဖြည်းဖြည်းပုံမှန်ပြန်ဖြစ်သွားတဲ့အထိဆွဲခေါ်သွားရပါမယ်ဒီနေ့နင်ဘာလေးတက်တော့တက်ပေါ့ပါနဲ့လှုပ်ချင်လဲဆိုပြီးတော့ပေါ့ဒီလိုပံ့ပိုးပေးတဲ့နေရာမှာသူတို့နဲ့ဘေးချင်းရှင်ပြီးအတူသွားရတာပါသူတို့ရှိကဥဆောင်ဆွဲခေါ်သွားတာမျိုးမဟုတ်ဘဲနဲ့ပေါ့နောက်ဆုံးတစ်ခုကတော့စိတ်ပညာဆရာဝန်တွေတက္ကသိုလ်ပညာရှင်တွေစီမှာကုသမှုခံယူဖို့လိုအပ်ရင်ခံယူဖို့ခွန်အားပေးကြပါကျွန်တော်တို့မြန်မာအများစုကဒါမျိုးတွေနဲ့စိမ့်တတ်ပါတယ်ခံယူရမှလည်းရှက်တယ်လို့ကြောက်တယ်လို့ရှိတတ်ပါတယ်လိုအပ်လာရင်တော့အချိန်နေပိုစိုးမသွားခင်အမြန်လက်ဦးမှုရယူပြီးကုသမှုခံယူရမှာပါပဲနားလည်လက်ခံလာအောင်ဖြောင့်ဖြပေးဖို့လိုအပ်ပါတယ်ဒါကတော့စိတ်ထိခိုက်သွားသူတွေရဲ့အပေါင်းအသင်းအိမ်နီးနားချင်းဆွေမျိုးရင်းတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာအကူအညီပေးနိုင်တာလေးတချို့ပေါ့ဒီလိုဆိုးရတဲ့ကာလကြီးမှာကျွန်တော်တို့ရဲ့ကိစ္စတွေအပြင်တခြားသူတွေရဲ့ကိစ္စတွေကိုပါအချင်းချင်းကူညီဖြေရှင်းပေးကြရအောင်ပါအဆိုးအဖြစ်အရှုံးမခံပဲအကောင်းအဖြစ်အဆိုးကိုအနိုင်ယူကြရအောင်ပါပိုကောင်းတဲ့မနက်ဖြန်တွေပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးတင်ပါတယ်